ဟုတ်ကဲ့ပထမဆုံးအဲ့ဒီဗီဒီယိုတစ်ခုကျွန်တော် import လုပ်လိုက်မှာပါเนาะဟုတ်ကဲ့ပါအဲ့မှာဆိုရင်ကျွန်တော် import လုပ်လိုက်ပြီးတဲ့အချိန်မှာဆိုရင်ခုန make လေး banking မှာရှိနေဗီဒီယိုကိုကျွန်တော်ထားလိုက်panel ထဲမှာကျွန်တော်ရှင်းမှာပါเนาะရှင်းလိုက်မယ်ဆိုရင်ရှင်းတော့လိုက်မယ်ရှင်းလိုက်မယ်ဆိုရင်ကျွန်တော်ဗီဒီယိုကကြည့်လိုက်လို့ရှိရင်ဟိုကနည်းနည်းလေးဖြစ်နေတာပါเนาะဘယ်လိုမျိုးလဲ frame size နဲ့ scale နဲ့အဲ့ဒီ monitor ဟိုဟာနဲ့အဲ့ဒီprogram panel เนี่ยမကိုက်ဘူးဖြစ်နေတာပါเนาะအဲ့ဒါကျွန်တော်ကscreen ညောင်ပြန်လုပ်မှာပါเนาะအဲ့ဒါ left click ထားပြီးတော့ set to frame size ကိုနှိပ်လိုက်လို့ရှိရင်အဲ့ဒီprogram panel နဲ့ program နဲ့အဲ့ဒီခုန video file တွေကအဲ့လိုပုံစံမျိုးဖြစ်သွားပါเนาะညီတူညီမျှလေးဖြစ်သွားမှာတွေ့ရတယ်အဲ့မှာဆိုရင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့အဲ့ဒီ video file လေးကိုကျွန်တော်ကဟိုလိုပုံစံမျိုးပါเนาะကျွန်တော်တို့အဲ့ဒီ camera ရိုက်တဲ့ပုံစံလိုမျိုးသွားချင်တဲ့အတွက်ကြောင့်ကျွန်တော်ကအချို့သောနေရာတွေမှာဆိုရင်ကျွန်တော် freeze ဘယ်လိုမျိုးလဲရတဲ့ပုံစံမျိုးလေးကျွန်တော်လုပ်ရမှာပါเนาะအဲ့ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ like လေးထောက်မယ် like လေးထောက်ပြီးတော့မှဆိုရင် add frame hole ဆိုတဲ့နေရာကိုကျွန်တော်နှိပ်လိုက်မှာပေါ့เนาะအဲ့မှာနှိပ်လိုက်မယ်ဆိုရင်အဲ့မှာဆိုရင်ကျွန်တော် like လေးထားအဲ့ဒီကျွန်တော် play hash button ကိုကျွန်တော်ထားတဲ့နေရာကနေစပြီးတော့မှအဲ့ဒီကျွန်တော် add frame hole လောက်လိုက်တဲ့နေရာမှာပေါ့เนาะအဲ့မှာဆိုရင်ကျန်တဲ့အနောက်ကလည်းသူကရပ်သွားတာပေါ့เนาะ freeze ဖြစ်သွားတာပေါ့เนาะသူကအဲ့လိုပုံစံမျိုးလေးတော့ကျွန်တော်တို့တွေ့ရတာပေါ့เนาะအဲ့ကြောင့်ကျွန်တော်ကနေပြီးတော့မှကျွန်တော်ကနည်းနည်းလေးပဲပြပေါ်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီဟာလေးကိုကျွန်တော်နည်းနည်းလေးရွှေ့ပြီးတော့မှပေါ့เนาะအဲ့ဒီ comment လေးရဲ့ရှင်တဲ့ပုံစံတိုင်းကိုကျွန်တော်လုပ်ပြီးတော့မှကျွန်တော်အဲ့မှာဆိုရင် frame hole ကိုကျွန်တော်ပြန်နှိပ်လိုက်မယ်ဟုတ်ကဲ့နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ကဟာတွေကကျန်တဲ့အနောက်ရဲ့အကလုံးမှဆိုရင်ကျွန်တော်ဟိုတွေ့ရတာပေါ့เนาะကျွန်တော်ဘယ်လိုတွေ့ရလဲဆိုတော့အကောင်လုံးရတော့တွေ့ရပါတော့အဲ့ဒီဟာလေးကိုကျွန်တော် delete လုပ်လိုက်မှာပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ကဘယ်နေရာမှာဖြစ်လဲဆိုတော့73 second နဲ့7 frame မှာစတင်ပြီးတော့အဲ့လို free ဖြစ်သွားပါတော့အဲ့ဒီဟာလေးကိုကျွန်တော်ဟိုဟာလေးကိုကျွန်တော်ဟိုဟာဖြစ်လိုက်မှာနော် delete လုပ်လိုက်မယ်အဲ့မှာဆိုရင်ကျွန်တော်ဒီနောက်ဗီဒီယိုကိုကျွန်တော်ကြည့်မယ်ဘယ်နှ frame လဲ73 second နဲ့7 frame မှာပေါ့နော် okay 9 frame 10 frame 7 frame နောက်နဲ့သွားမယ် okay အဲ့လောက်ဝင်ကျင်လောက်မှဆိုရင်set frame အဲ့လောက်ဝင်ကျင်လောက်မှဆိုရင်ကျွန်တော်ဟိုဟာလေး set frame okay အဝင်ကျင်လောက်မှဆိုရင်ကျွန်တော်ယူပြီးတော့မှကျွန်တော် ID ဟာလေးကိုကျွန်တော်ဆက်ထည့်လိုက်မှာပါเนาะအဲ့ဟာ delete လုပ်ပြီးတော့မှကျွန်တော် ID ဟာလေးကိုကျွန်တော်ခုနကညီတူညီမြတ်တိုင်းကျွန်တော်ဆက်ထည့်လိုက်မှာပါเนาะအဲ့မှာဆိုရင်ကျွန်တော်ဗီဒီယိုကဟိုကကျင်လိုက်မှဆိုရင်အဲ့လိုပုံစံမျိုးဖြစ်သွားတာအဲ့ဒါကိုကျွန်တော် set to frame size ကိုပြန်နှိပ်လိုက်မယ်ပေါ့เนาะ okay အဲ့မှာဆိုရင်ကျွန်တော်ကဘာလုပ်ချင်လဲအတွက်ကြောင့်ကျွန်တော် frame ဖြစ်တဲ့ကြောင့်ကျွန်တော်9ချစ်နှိပ်မှာပါเนาะright arrow key ရဲ့နောက်ပြီးတော့ဟိုဟာလေးကို right arrow key ရဲ့ sorry ရှင်းတဲ့ right arrow key ကိုလည်းဆိုရင် frame က9 frame ရှိတာပေါ့နော်နှစ်ချက်ဆိုရင် set frame ပေါ့နော်အဲ့ကြောင့်ကျွန်တော် set frame စီထည့်တာပေါ့နော် okay ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်အဲ့လိုပုံစံမျိုးဖြစ်သွားပြီအဲ့ကြောင့်ကျွန်တော်ကသူတို့ရဲ့ဂျာမှာဆိုရင်ဗာထည့်ချင်လဲဆိုတော့ effect လေးထည့်ချင်တာပေါ့နော်အဲ့မှာဆိုရင် video effect တွေက distort ထဲကနေပြီးတော့ transition ကနေပြီးတော့မှ distort ကနေပြီးတော့ dead to white ကမှတော့အဲ့ဒီဟာလေးကိုကျွန်တော်ထည့်လိုက်မယ်ထည့်လိုက်ပြီးတော့မှအဲ့ဒီ effect ကိုလည်းကျွန်တော်အဲ့ဒီ transition ကိုလည်းကျွန်တော် control လုပ်ချင်တဲ့ effect control သွားမယ်သွားပြီးတော့မှကျွန်တော်ဘာလောက်ရမလဲဆိုတော့ကျွန်တော်သူ့ရဲ့ဟိုဟာလေးကိုပေါ့နော်ကျွန်တော်ဒီဟာ select မှပြီးတော့သူ့ရဲ့ frame rate ကိုကျွန်တော်နည်းနည်းလေးပြောင်းလိုက်မှာပေါ့နော်သူကဟိုမှာ1 second တော့ဖြစ်နေတာပေါ့နော်အဲ့ဒါကျွန်တော်ကဘယ်နှ frame ပဲထားမလဲဆိုတော့16 frame လာထားကြည့်မှာပေါ့နော် okay ထားလိုက်မှကျွန်တော် play လိုက်တဲ့ချိန်မှာအဲ့လိုပုံစံမျိုးဖြစ်သွားတော့နောက်တစ်ခုပြန်ထပ်ကြည့်မယ်အဲ့မှာဆိုရင်ကျွန်တော်ရဲ့ frame ကtransition frame တွေကတခုနဲ့တခုအဆင်မပြေဘူးပေါ့နော်အဲ့ဒါကျွန်တော်အဲ့ဒီဟိုဟာစက်ကစားပါနော်စက်စက်ကစား5စက်ကလောက်ပဲကျွန်တော်ထားလိုက်မှာပေါ့နော် okay 5စက်ကထားလိုက်ပြီ5စက်ကလောက်ပဲဆိုတော့အဆင်ပြေတော့ okay ခုနကခုအဆင်ပြေအဲ့ဒါဟိုကျွန်တော် auto key ကိုဖိပြီးတော့ကျွန်တော် drag and drop အနေနဲ့ကျွန်တော်ဆွဲထည့်လိုက်မှာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့မှာဆိုရင်ကျွန်တော်ကျန်တဲ့နေရာမှာဆိုရင်5စက်ကကျွန်တော်ထည့်မယ် drag and drop အနေနဲ့ဆွဲထည့်မယ်5စက်ကကျွန်တော်ထည့်မယ်အဲ့လိုပုံစံမျိုးအထိကျွန်တော်ပြီးအောင်လုပ်တော့မှာပါနော်ဟုတ်ကဲ့ပြီးသွားပြီပေါ့နော်အဲ့ဒါကျွန်တော်ဗီဒီယိုပြန်ကြည့်လိုက်မယ်ဆိုရင်အဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်သွားအောင်ကျွန်တော်တရားအဲ့ဒါကျွန်တော်ဟိုဟာလေးကိုကင်မရာ shutter လေးကိုကျွန်တော်ထည့်မှာပါနော်အဲ့ဒါသူ့ရဲ့ကျွန်တော်ခုနရဲ့ frame နဲ့ညီတူညီမျှလေးဖြစ်အောင်ကျွန်တော်ထည့်မယ်အဲ့မှာဆိုရင်ကျွန်တော်
ဒီဟာလေးကပေါ်နေတော့ကျွန်တော် brand mode တော့ brand mode တော့ပြီးတော့မှဆိုရင် screen ကိုပေါ့နော် screen နှိပ်လိုက်မယ်ဆိုရင်အဲ့လိုပုံစံမျိုးဖြစ်သွားပြီပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ပြန်ကြည့်လိုက်မယ်ဒါပေမဲ့ကျွန်တော်ရဲ့ camera shutter က position တွေ scale တွေကိုကျွန်တော်နည်းနည်းလေးချစ်လိုက်ပါနော် H-win-U Y-win-U တွေကိုကျွန်တော်နည်းနည်းလေးချိန်ပြီးတော့မှကျွန်တော်ကြည့်မှာပေါ့နော်တိတ်ပြီးတော့အဆင်မပြေသေးဘူးခအဲ့မှာဆိုရင် effect control ထဲမှာဆိုရင် scale တို့ H-win-U Y-win-U တို့ကျွန်တော်နည်းနည်းလေးပြန်ရွှေ့မှာပေါ့နော်နည်းနည်းလေးဗာလဲရုပ်တိရှိအောင်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်သွားပြီပေါ့နော်โอเคပါအဲ့လိုပုံစံမျိုးဖြစ်သွားပြီဆိုတော့ကျွန်တော်ပြန်ကြည့်လိုက်ရမှာဆိုရင်အဲ့လိုပုံစံမျိုးပေါ့နော်တောင်းအဲ့လိုပုံစံမျိုးနော်ကင်မရာရိုက်တဲ့ပုံစံမျိုးဖြစ်သွားပြီဆိုတော့ကျွန်တော် sound effect ထည့်မှာပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ကင်မရာရိုက်တဲ့အသံလေးကိုကျွန်တော်ထည့်ချင်တာပါနော်အဲ့ဒီ sound effect လေးကိုကျွန်တော်ယူပြီးတော့မှအဲ့ဒီခုနကကျွန်တော်လောက်ထားတဲ့ F-rate hole နဲ့အဲ့ဒီဂျားထဲမှာကျွန်တော် light ထည့်နေမှာပေါ့နော်ဘာဖြစ်လဲဆိုတော့တစ်ချိန်ရလို့ရှိရင်အတန်တစ်ချက်ထွက်မှာပေါ့နော်အဲ့လိုပုံစံမျိုးလုပ်နေရင်တွေ့ကြကျွန်တော်အဲ့ဒီနေရာလေးကိုကျွန်တော်ထည့်လိုက်မှာပေါ့နော်အဲ့ဒီဂျားထဲမှာကျွန်တော်ထည့်လိုက်မှာပေါ့နော်โอเคပါဟုတ်ပါပြီထည့်လိုက်ချက်မှာဆိုရင်ကျွန်တော်ချိလိုက်တဲ့ချက်မှာဆိုရင်အတန်လေးရိုက်သွားပြီနော်အဲ့တော့ကိုကျွန်တော်က auto လေးနဲ့ auto key နဲ့ပြီးတော့မှကျွန်တော် drag and drop ပုံစံမျိုးနဲ့ကျွန်တော်ရွှေ့ချလိုက်မှာပေါ့နော်โอเคအမှဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်နည်းနည်းလေးပြန်လွန်ကြည့်မှာပေါ့နော်ဒါကြတော့ပြီးသွားပြီပေါ့နော်ဒါကြတော့ကျွန်တော်တို့လူချင်းတဲ့ဟိုဟာတခုရသွားပြီပေါ့နော်